မင်္ဂလာပါဗျာဒီနေ့တော့2008ခုနှစ်ကထွက်ရှိခဲ့တဲ့ထိတ်လန့်သေးဖို့ရှိုးဝက်ဆန်းကျဲစကားကောင်းလေးတစ်ခါဖြစ်တဲ့ Mirrors မှန်ဆိုတဲ့ရုပ်ရှင်ကြောင်းကိုပုံမြင်လေးတစ်ပုတ်လို့အသက်ဝင်ပြန်ပြောပြသွားပါမယ်ဇလန်းတစ်ခုလုံးပြောပြပေးမှာမို့ spoiler တွေပါမယ်နော်တတိထားပြီးဖတ်ပေးပါဗျာဇလန်းစာချင်းမှာပဲ Gary ဆိုတဲ့လူတစ်ယောက်မြေရောက်ရထားဘူးထိုင်အောင်ထဲမှာအထိုက်ထက်လက်နဲ့ပြေးလွှမ်းနေတာကိုတွေ့ရမယ်သူကအခန်းတစ်ခုထဲကိုအတင်းဖြတ်ဝင်သွားပြီးမဲ့ထွက်ပေါက်တွေအကုန်ပိန်းနေရောရုပ်တရက်အခန်းထဲကလောကတကားတွေအကုန်ပွင့်လာပြီးမှန်တွေအစီပေါ်လာတယ် Gary ကမှန်တဲ့ကသူ့အရေးကိုကြည့်ပြီးတောင်းပန်နေပေမဲ့မှန်တဲ့အရေးကမှန်ကွဲစားတစ်ခုကိုယူပြီး Gary ကိုရရဆက်ဆက်တပ်ပစ်လိုက်ပါတော့တယ်ဒီလိုနဲ့ဇလန်းရဲ့အထက်ကစကောင်းဖြစ်တဲ့ရဲရရှိဟောင်းဘန်စီကိုကင်မရာရွှေ့သွားပါတယ်ဘန်ကအလုပ်ချိန်မှာလူတစ်ယောက်ကိုအမှတ်မထင်တတ်မိခဲ့တဲ့စိတ်တိုင်ရာကြောင့်အရက်ဆွဲနေခဲ့ပြီးအခုတော့အရက်ဖြတ်ဖို့ကြိုးစားနေသူပါမိမဖြစ်သူအီမီနဲ့လည်းအဆင်မပြေလို့တားအမေတွေကိုခွဲခွာပြီးသူ့ညီမအန်ဂျီအိမ်မှာလာကတ်နေရတဲ့ဘဝပေါ့ဘန်ဟာရဲအလုပ်ပြန်လာဖို့စောင့်နေရင်မီးလောင်ပျက်စီးနေတဲ့ကုံတိုက်ဟောင်းကြီးတစ်ခုမှာညဆိုင်လုံခြုံရေးအဆောင်အဖြစ်အလုပ်ဝင်ခဲ့တာပါအဲ့ဒီနေရာကြီးကအရင်ကဆေးရုံအဖြစ်ဖွင့်ခဲ့မှုဒီ90ခုနှစ်လောက်ကတည်းကပိတ်ထားခဲ့တာပါညဘက်လှည့်ကင်းလှည့်ရတဲ့အခါလက်စစ်မီလည်းမရှိမှန်တွေကလည်းနေရာတိုင်းမှာရှိနေတော့တော်တော်လေးကြောချမ်းစရာကောင်းနေခဲ့တယ်ပိုဆိုးတာကဘန်ရက်ရှိကအဆောင်လုပ်သွားတဲ့သူဟာအစာပိုင်းမှာအသက်ခတ်လိုက်ရတဲ့ဂယ်ရီဖြစ်နေတာပါပဲဘန်အလုပ်ဆလုပ်တဲ့ညတွေမှာပဲထူဆန်းတာတွေစဖြစ်လာပါတယ်မှန်ဒီမှာမီးလောင်နေတဲ့လူတွေကိုမြင်ရတာမှန်ပေါ်မှာလက်ရာတွေထင်နေတာတွေကိုစတွေ့လာရတယ်ဒီနေ့မှာတော့သူအိမ်ပြန်ရောက်တဲ့အခါမှန်တွေကသူ့မျက်နှာကြီးအကြီးပြောကျနေတာကိုမြင်လိုက်ရလို့သူစိတ်မျောဖောက်နေပြီလားဆိုပြီးထိတ်လန့်သွားခဲ့တယ်အဆိုးဆုံးကတော့ဘန်ရဲ့ညီမဖြစ်သူအန်ဂျီရေချိုးဖို့ပြင်နေတဲ့အချိန်မှာဖြစ်သွားတာအန်ဂျီရေချိုးကန်နဲ့ဝင်လိုက်တာနဲ့မှန်သေးကသူမရဲ့အရေးကဘားဆက်ကိုဆွဲဖျက်ပစ်လိုက်ပါတယ်ထိတ်လန့်စရာကောင်းတာကအပြင်ဘက်လက်တွေ့ကဘာကအန်ဂျီပါအဲ့ဒီတိုင်းအသက်ခံလိုက်ရပြီးပွဲချင်းပြီးတိတ်ဆုံးသွားခဲ့ပါတယ်ဒီကိစ္စကြောင့်ဘန်အလွန်ဝမ်းနည်းကြေကွဲခဲ့ရတယ်လို့မှန်တွေကသူ့ကိုဒုက္ခပေးနေပြီဆိုတာကိုသေချာသိသွားခဲ့ပါတယ်အက်စကာရဲ့ရှိုးဝက်ချက်ဘန်ဟာဂယ်ရီရဲ့ပိုက်ဆိုင်အိတ်ထဲကနေအက်စကာဆိုတဲ့စာတန်းလေးတစ်ခုကိုတွေ့သွားပြီးဒါဒီကိုလိုက်စုံစမ်းပါတော့တယ်သူ့မိမအေးမီသူမကဆိုအလောင်းခွဲစိတ်ဆရာပေါ်မှာကိုအကူကြီးတောင်းပြီးရှာဖွေလိုက်တာအခါအရင်ဆေးရုံဟောင်းမှာဆေးကူးထားမှုခံယူခဲ့တဲ့အသက်12နှစ်အရွယ်အန်နာအက်စကာဆိုတဲ့ကောင်မလေးတယောက်ရှိခဲ့မှန်းသိလိုက်ရတယ်အနာကိုဆရာဝန်ကြီးကစိတ်ယောဂကုသဖို့ဆိုပြီးမှန်တွေအပြည့်ကာထားတဲ့အခန်းထဲမှာထည့်ထားခဲ့တာပါဒါပေမဲ့တကယ်တမ်းမှာအနာကစိတ်ယောဂဖြစ်နေတာမဟုတ်ပဲသူမကိုယ်ထဲမှာနှဆိုးဝင်မှုနေတာဖြစ်နေတာပါအဲ့ဒီကုသမှုကြောင့်နှဆိုးဟာမှန်တွေထဲကိုကူးဆက်သွားခဲ့ပြီးအခုအချိန်မှာအဲ့ဒီနှဆိုးဟာအနာကိုပြန်လိုချင်နေတာကြောင့်ဘန်တို့မိသားစုကိုချင်းချုပ်နေတာဖြစ်ပါတယ်အသက်လူပွဲနဲ့မှန်ကပါရွဂျမာဆိုဒီချိန်မှာပဲအိမ်မှာကြံခဲ့တဲ့အိမ်မီနဲ့ကလေးတွေကိုမှန်တွေကစတင်တိုက်ခိုက်ပါတော့တယ်အိမ်ထဲမှာရေတွေအလိုလိုပြည့်လာပြီးမှန်တွေကအကြိတ်တွေကသူတို့ကိုတတ်ဖို့ကြိုးစားလာတယ်တစ်ချိန်တည်းမှာလည်းဘန်ကအသက်ရှင်လျက်ဂျန်နီဒီရဲ့အနာအခုတော့ဘုံကြီးကြောင်တစ်ခုမှာပုံနေတဲ့အဖွားကြီးကိုတွားရှာတွေ့ပါတယ်အနာမှန်တွေထဲပြန်ဝင်ခြင်းပေမဲ့ဘန်ကသူ့မိသားစုကိုကဲဘူးအနာကိုအသိအကျခေါ်လာခဲ့ရတယ်ကုံတိုက်ဟောင်းကြီးတဲ့ကမှန်ခန်းထဲကိုရောက်တာနဲ့မှန်တဲ့ကနတ်ဆိုးကအန်နာကိုတွေကိုပြန်ဝင်သွားပြီးမှန်တွေအကုန်ပေါက်ခွဲထွက်သွားပါတယ်အဲ့ဒီနောက်နတ်ဆိုးပူးနေတဲ့အန်နာနဲ့ဘန်တို့အသေးလဲတိုက်ခိုက်ကြပါတော့တယ်နောက်ဆုံးမှာဘန်ကဓာတ်ငွေပိုက်ကိုတနက်နဲ့ပြစ်ဖောက်ပြီးမီးရှူးလိုက်တဲ့အတွက်အန်နာရောနတ်ဆိုးပါတေဆုံးသွားပြီးသူ့မိသားစုလည်းအသက်ဘေးကနေတီတီလီလွတ်မြောက်သွားပါတယ်အဆောက်အုံကြီးပြိုကျလာတဲ့ထက်ကနေဘန်တို့ရောက်အုပ်ပုံနေကြတဲ့ကရုံထွက်ပြီးအပြင်ကိုရောက်လာပါတယ်အပြင်မှာရဲတွေမိသားသမားတွေကိုသူကြွေးပြီးမယ်ဘသူကမှသူ့ကိုမမြင်ကြပါဘူးအဲ့ဒီချိန်မှာပဲသူတတိထားမိလိုက်တာကဘဝင်းကျန်ကဆိုင်းဘုတ်ဒီစာတန်းတွေအကုန်လုံးပြောင်းပြန်နေထိနေတာပါပဲသူမှန်တစ်ချက်ကိုသွားဆန်းကြည့်လိုက်တဲ့အခါသူ့ရဲ့လက်ရာကမှန်ရဲ့ဟိုဘက်ချမ်းအတွင်းထဲမှာသွားပေါ်နေပါတယ်ဟုတ်ပါတယ်ဘန်တယောက်လက်တွေ့ကဘာမှာတေးဆုံးသွားခဲ့ပြီးမှန်ကဘာမီရာဝေါ်ထဲမှာထာဝရပိမိသွားခဲ့ပါပြီဒီဇလန်းလေးကတော့ကြီးစုသူကိုအဆုံးထိရင်တမမဖြစ်စေမဲ့ဟော်ရာစကားကောင်းလေးပဲဖြစ်ပါတယ်ဗျာကျွန်တော်အနေနဲ့ဒီလိုမျိုးနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ရုပ်ရှင်ဇလန်းတွေထပ်ပြောပြပေးရမလားဒါမှမဟုတ်တခြားသိချင်တဲ့အကြောင်းအရာလေးများရှိဦးမလားခင်ဗျာ